အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်လည် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့က Facebook account မှာပေါ့နော်ကျွန်တော်တို့နဲ့တငင်ချင်းဖြစ်နေတဲ့ကိုယ့်ရဲ့တငင်ချင်းတွေကိုပေါ့နော်အပင်ကလူလာကြည့်လို့မရအောင်ပေါ့နော်ဖြောက်ထားတဲ့နည်းကိုပေါ့နော်ကျွန်တော်ပြန်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်တကယ်လို့ကျွန်တော်မိတ်ဆွေကပေါ့နော်ကိုယ့်ရဲ့တငင်ချင်းတွေကိုအပင်ကလူလာကြည့်တဲ့အခါမှာပေါ့နော်ဘဒုနဲ့တငင်ချင်းဖြစ်နေလေဘဒုနဲ့တငင်ချင်းမဖြစ်ဘူးလေဆိုတာလာဆဆူလို့မရအောင်ပေါ့နော်ကျွန်တော်တို့ကဒါပိတ်ထားလို့ရပါတယ်ဒီနည်းလမ်းလေးကိုပေါ့နော်ကျွန်တော်အစအဆုံး sharing လုပ်ပေးပါမယ်အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Facebook software တွေကိုအရင်ဆုံးဝင်ပေးပါခုလိုမျိုးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook app ထဲကိုရောက်ပြီဆိုရင်ပေါ့နော်အပေါ်ဆုံးမှာရှိတဲ့ဒီမှာ menu လေးရှိပါတယ်အကြောင်းသုံးကြောင်းလေးပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါ Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကပေါ်နည်းနည်းလေးဆွေးပေးပါပေါ့နော် setting and privacy ဆိုတာရှိပါတယ်ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါ Okay ပြီးလို့ရှိရင်တော့ဒီမှာ setting ဆိုတာရှိပါတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါ Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့အပေါ်နည်းနည်းလေးဆွေးလိုက်ပေါ့နော်အပေါ်နည်းနည်းလေးဆွေးပေးပါ Okay ဒီနေရာမှာပေါ့နော်ကျွန်တော်တို့ nick ပေးမယ့်နေရာဒီနေရာမှာ found people file and contact user ဟာပေါ့နော်အဲ့ဆိုတော့ဒီစာသားလေးတွေ့တယ်ဆိုရင်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါ Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်နေရာနှိပ်မလဲဆိုရင်ပေါ့နော်ဒီမှာ who can see your friend ဒီမှာ list ဆိုတာရှိပါတယ်ပေါ့နော်ဆိုတော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးရမယ်ပေါ့နော်ဆိုတော့အဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ် Okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်နေရာနှိပ်မလဲဆိုရင်ဒီမှာ CO ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီမှာပေါ့နော်အရင်ဆုံးအဲ့နေရာလေးကိုနှိပ်လိုက်ပါ Okay အခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကအခုလိုမျိုးဒီမှာပေါ်ဆုံးမှာဒီလိုလေးထားလိုက်တယ်ဆိုရင်ကျွန်တော်တို့နဲ့တငင်ချင်းဖြစ်နေတဲ့လူတွေကိုပေါ့နော်အပင်ကလူလာကြည့်တဲ့အခါမှာသူကဘယ်လိုနဲ့တငင်ချင်းဖြစ်တယ်ဘယ်လိုနဲ့ဒါ friend ဖြစ်တယ်ဆိုတာကောင်းကောင်းမြင်ရတယ်ပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးမထားခြင်းဘူးပေါ့နော်ဘယ်လိုမှလည်းကျွန်တော်တို့ကိုဘယ်လိုနဲ့တငင်ချင်းဖြစ်နေတယ်ဆိုတာကိုမသိစေချင်ဘူးပေါ့နော်ဆိုတော့ဘယ်နေရာထားမလဲဆိုရင်ဒီမှာ only me ပေါ့နော်ဆိုတော့အဲ့နေရာလေးကိုတစ်ချက်ရွေးပေးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရွေးလိုက်ပါမယ်ပေါ့နော်ဆိုတော့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay အခုလိုမျိုးပေါ့နော်အပြန်အဆဲလေးဒီနေရာလေးရောက်လာတယ်ဆိုရင်ရပြီပေါ့နော်ဆိုတော့ခုလိုမျိုးဒီလိုရွေးပြီးတော့မှကျွန်တော်တို့ထားထားတယ်ဆိုရင်ကျွန်တော်တို့နဲ့တငင်ချင်းဖြစ်တဲ့လူတွေကိုအပင်ကလူလာဆဆိုရင်တော့မှလုံးဝမမြင်ရတော့ဘူးပေါ့နော်ဘယ်လိုနဲ့တငင်ချင်းဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းလုံးဝမသိတော့ဘူး Okay ရွေးလို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်နေရာနှိပ်မလဲဆိုရင်ပေါ့နော်ဒီမှာအောက်မှာရှိတဲ့ဒီမှာ save ဆိုတာရှိတယ်နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးရပါမယ်ဆိုတော့ကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော် Okay ဒါဆိုတော့ဒီမှာ only me ဖြစ်သွားပြီပေါ့နော်ဆိုတော့အခုလိုမျိုးဒီနေရာမှာ only me ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ ਨੇ တငင်ချင်းဖြစ်တဲ့လူတွေကိုအပင်ကလို့လာဆဆူလို့မရတော့ဘူးလာကြည့်လို့လည်းမရတော့ပေါ့နော်ဆိုတော့ဘယ်သူမှလည်းလာကြည့်လို့မရတော့ဘူးဒါကိုယ့်အကူပဲဒါကြည့်လို့ရတယ်ဒါကိုယ့်အကူပဲသိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကလည်းပေါ့နော်ကိုယ့်ရဲ့ Facebook account မှာကိုယ်နဲ့တငင်ချင်းဖြစ်တဲ့လူတွေကိုပေါ့နော်အပင်ကလို့မသိအောင်ပေါ့နော်လာဆဆူလို့မရအောင်ပိတ်ထားခြင်းနေဆိုရင်ပေါ့နော်အခုလိုမျိုးပိတ်ထားလို့ရပါတယ်အဲဆိုတော့ဒီနေ့ဗီဒီယိုကိုကြည့်တဲ့အခါမှာပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကနားလည်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့နားမလည်တာများရှိတယ်ဆိုရင်လည်း comment အောက်မှာမှန်ပေးခဲ့ပါပေါ့နော်အဲဆိုတော့နောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိတယ်ဆိုရင်လည်း comment အောက်မှာမှန်ပေးခဲ့ပါနောက်ထပ်လည်းအခုလိုမျိုးပေါ့နော်နည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံကြမယ်ကြိုက်တဲ့နေ့ကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ